Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့Emonဖြစ်ပါတယ်ကျွန်တော်ကတော့ graphic designer တယောက်ပါ2026လည်းရောက်လာပြီဆိုတော့ YouTube မှာကျွန်တော်ရဲ့ဒုတိယမြောက်ဗီဒီယိုလေးကိုတင်နိုင်ခဲ့ပြီပေါ့နော်ဗီဒီယိုတစ်ပုဒ်တင်မှုတစ်နှစ်လောက်ကြာသွားတယ်ပြန်စဉ်းစားကြည့်လိုက်တော့9မိနစ်ကဘာလုံးနေပါလဲနေ့ကတော့ကျွန်တော်မနစ်ကဒီဇင်ဘာတော့သွားခဲ့တဲ့ try ရဲ့ this is for water အတွက် customize t-shirt design ဆွဲတဲ့ဥစ္စာကို step by step အသေးစိတ်လေးကျွန်တော်အသေးချာပြောသွားပြီးမှာပေါ့နော် official mark ကတော့ time band 1200လောက်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့ကိုယ့်ဘာသာကို print ထုတ်ပြီးလုပ်လိုက်တာကသူက t-shirt အပောင်ဝင်ဟိုမှာprint လုပ်ပြီး printing ကအပါဝင်ပေါ့နော်3000ကျော်လောက်ပဲကြာတယ်ပေါ့နော်ဒလီကပါညာပါ3000ကျော်ပဲရှိရယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကအဲ့တော့ step by step ဘယ်လိုဆွဲတာလဲဆိုတာကိုကျွန်တော်သိချာလေးပြောပြပေးသွားမယ်တခြားလေး break down လုပ်ပြီးပြောပြပေးသွားမယ်ပေါ့နော် process ကတော့ step 1အနေနဲ့ process idea သင်ခြင်း step 2ကတော့ move လုပ်တာပေါ့နော် step 3ကကျတော့ design စာဆွဲတယ် step 4က printing ဘက်ကိုပို့တယ် step 5 final output ကတော့ကျွန်တော် teacher ရလာတဲ့အဆင့်ပေါ့နော်Step 1ကကျတော့အရင်ဆုံးဆွဲမဲ့ design concept အတွက် idea စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဘာလို့ဆိုတော့အရင်တော့အဲ့လို typography dripping ဖြစ်တာမျိုးကိုကျွန်တော်စဉ်းစားပြီးရပေါ့နော်အဲ့လို display typeface တွေသုံးပြီးတော့လုပ်မယ် custom typeface တွေလုပ်ပြီးတော့ဆွဲတာမျိုးဒါမှ tool date တွေ tool name တွေပါမယ်နိုင်ငံနာမည်တွေပါတယ်ပေါ့နော် illustration နဲ့ image graphic ကတော့ကျွန်တော်မထည့်တော့ဘူး maybe member ကိုရောက်ပုံနေထည့်တာမျိုးလဲလုပ်လို့ရတယ်ဒုတိယဆင့်ကတော့မူဘုတ်အဆင့်ပေါ့နော်ကျွန်တော်ကတော့အရင်ဆုံး Pinterest မှာဒီချက် design ဆိုပြီးတော့လို့မူဘုတ်တစ်ခုအရင်စောင့်လိုက်မယ်ပြီးတော့ကျွန်တော်ကိုလိုချင်တဲ့ style ကို keyword နဲ့ရိုက်ချလိုက်မယ်ပေါ့နော်ဥမာtypography or something ပေါ့နော်လို့ water t-shirt design စသဖြင့်ပေါ့နော်ကျွန်တော်လိုချင်တဲ့ပုံစံမျိုးကကြတော့အရင် smooth ဖြစ်တာမျိုးမဟုတ်ဘဲနဲ့ raw ဆန်တဲ့ဟာမျိုးကိုကျွန်တော်လိုချင်တာ raw edges တို့အဲ့လို crunchy texture တွေပါတဲ့ဥစ္စာtest solution လဲ display typeface လို့ပုံစံမျိုးအဲ့လို customize လုပ်ထားတဲ့ပုံစံမျိုးကိုလိုချင်တာဆိုတော့အဲ့လိုပုံစံလေးကိုကျွန်တော်ရဲ့မူပုံမှာလိုက်စုထားလိုက်ပဲပေါ့နော် step 3မှာကျတော့စပြီးတော့ design ဆွဲပါတော့မယ် design ကိုတော့ t-shirt mock up ပုံမှာပဲတခါတည်းလေးရောက်ချပြီးတော့ဆွဲပါတယ်ဘာလို့လဲဆိုတော့ print လုပ်လို့ရှိရင်ဘယ်လိုထွက်လာလောက်မလဲဆိုတဲ့ဥစ္စာကို design ဆွဲနေနေပို့ပြီးမြင်တာအောင်လို့ပေါ့နော် okay ရှေ့ချက်မှာကျွန်တော်အရင်ဆုံးဘာကို highlight ထားချင်တာလဲဆိုတော့သူတို့ရဲ့ group name ဖြစ်တဲ့ try ဆိုတဲ့ဥစ္စာကိုကျွန်တော်အကြီးရေးလိုက်မယ်ပြီးရင် test weapon လေးနည်းနည်းထည့်လိုက်မယ်ပေါ့နော်ဒီ font ကတော့ Adobe font ဖြစ်တယ်ပေါ့နော် font နာမည်လေးကတော့ဒီဟာလေးပါ filler text အနေနဲ့အပေါ်မှာသူတို့ရဲ့ toe name နဲ့အောက်မှာသူတို့ရဲ့ member name ပေါ့နော် member ကိုရောက်နာမည်ကိုကျွန်တော်ရေးလိုက်ပါမယ်အခုကတော့ကျွန်တော် job batch ကိုဆွဲတော့မှာပါjob batch ကိုကျတော့ကျွန်တော်၄ရောက်အပြည့်ချမယ်ပေါ့နော်ဒီမှာကျွန်တော် focus ထားချင်တာကျတော့သူတို့ရဲ့ water name ဖြစ်တဲ့ this is for ဆိုတဲ့ဥစ္စာကိုအကြီးရေးလိုက်မယ်ပေါ့နော်ဒီ text ကိုလည်းကျွန်တော် weapon နဲ့ထည့်လိုက်မယ်ကျွန်တော်ဒီမှာ series font ကို hand draw organic look ပေါက်တဲ့ font သုံးထားရပေါ့နော်ဒီမှာတတိထားမိလောက်တော့ကျွန်တော် font တွေကိုအရှိချမ်းမှာလည်း font 2မျိုးမတူတဲ့ font 2မျိုးကိုကျွန်တော်သုံးထားရတယ်ဒီနောက်ချမ်းမှာဆိုလို့ရှိရင်လည်းကျွန်တော် font 3ခုလောက်တော့ကျွန်တော်သုံးထားရပေါ့နော်ဘာလို့ဒီလိုသုံးတာလဲဆိုတော့ကျွန်တော်ကိုအရှင်းလန်းလုပ်ရှင်လို့ပေါ့နော်ငါ font တွေအများကြီးသုံးပြီးရော design ဟိုလှအောင်ဘယ်လိုလုပ်အောင်လဲဆိုရဲဘယ်လိုဆွဲရမလဲဆိုရဲဥစ္စာကိုသိချင်လို့ကျွန်တော် font တွေအများကြီးသုံးပြီးဆွဲထားတာပေါ့နော်ကြည့်ကောင်းတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ကြည့်ကောင်းပါတယ် design ညာသူ့တို့သွားရှုပ်မနေဘူးပေါ့နော်သူ့နေရာနဲ့သူရှိနေတယ် okay အောက်ဖက်မှာကျတော့ကျွန်တော်ထုံးစံအတိုင်း date နဲ့ country တွေကိုကျွန်တော်၄ရောက်ချလိုက်မယ်အလင်းပြီးပြီဆိုတော့ကျွန်တော် printing back ကိုကျွန်တော်file ထုတ်ပြီးတော့ပို့လိုက်ပါမယ် 1 week later နောက်ဆုံးတော့ t-shirt လေးရောက်လာပါပြီကျွန်တော်မှာထားတဲ့ t-shirt က GSM 350နဲ့ Foxy T ပေါ့နော်အသားတော့ကျွန်တော်ထင်တာတက်ပို့ပြီးတော့ကောင်းတယ်ကတ်တင်လည်းမစိုးလို့ပြောရမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်နောက်နားလေးမှာ line တွေကအရန်သေးနေတော့စီးပြက်တာပါလေးတော့ရှိရယ်တက်ရှာတွေဘာတွေကတော့ကျွန်တော်လူချင်းတဲ့အတိုင်းလေးထင်းလေးရတာမျိုးတော့သဘောကျတယ်ပေါ့နော်ဘာဖြစ်ဖြစ် overall တော့9 out of 10ပေါ့နော်ကျွန်တော်သဘောကျတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်နောက်ထပ် tutorial စီ tips and tricks တွေ
design process တွေကိုတင်ပေးသွားမှာဖြစ်လို့ကျွန်တော် channel လေးကို like and subscribe လုပ်ပေးကြဖို့မမေ့ပါနဲ့เนาะလို့အလုံးအဆုံးကြီးကြည့်ပေးကြလို့ကျေးဇူးပါတတာ